ဥရီယာထွက်လာတာနဲ့စက္ကန့်ပိုင်းအတွင်းမှာပဲကောင်းကင်ရကတင်မစ်တမန်တွေကတင်းကိုအပေါ်ကနေစောက်ကြည့်နေပြီလို့မြင်အောင်ကြည့်လိုက်ပါလိုက်အကူပီလုတ်တွေကမွေးကိစ္စမိကြပေါက်ဆက်လေးတွေရင်ဆိုင်နေရတဲ့ရက်ဆက်လုံးတဲ့ကကြမှာပဲဖြစ်ပါတယ်သူတို့အတွက်တော့ကဘာအိုးစားပထမဆုံးနေ့ဟာအပျော်ရှင်ရသူနေ့မဟုတ်ပဲအသက်ရှင်ရဖို့အတွက်မရသွန်ပြရတဲ့နေ့တစ်နေ့ဖြစ်နေပါတယ်မိကြောင်မကြီးဟာသူ့ရဲ့ဥတွေကိုရန်သူတွေလက်ထင်ရနေဝေးရကုန်တွင်ပိုင်းမြတ်တော်ထဲမှာစနစ်တကျဝတ်ထားပြီးတော့အတိုက်ပြုလို့လက်ရှိရပါတယ်ဒါပေမဲ့ကလေးလေးတွေဥကနေပေါက်လာတဲ့ခါမှာတော့သူတို့လိုအားတဲ့ရေတွေရှိရစီကိုမိုင်ဝဲချိုလောက်ခီးချမ်းကိုဖျက်တတ်ကြရပါတယ်ဒီခီးကသူတို့ရဲ့တင်းငယ်တဲ့ခြေထောက်လေးတွေအတွက်တော့အဆုံးမရှိတဲ့မရသွန်ပွဲကြီးတစ်ခုလိုပါပဲမိကြောင်လေးတွေကမြတ်တော်ထဲမှာဖြတ်ပြရတာဖြစ်ပေမဲ့ကောင်းကင်ယံမှာဝဲပြန်နေတဲ့စွန်ရဲတွေနဲ့လင်းအောင်တွေရဲ့မျက်စိအောက်မှာတော့မလွတ်ပါဘူးရန်သူတွေဟာအပေါ်ကနေထိုးတော့ပြီးတော့မိကြောင်လေးတွေကိုတကောင်မိတကောင်အရှင်လလဝါမျိုးပြကြပါတယ်လမ်းတစ်ချောင်းလုံးမှာမိကြောင်လေးတွေရဲ့အော်ခိတန်တွေနဲ့ပြည့်နေနေတဲ့တိမစ်တမလမ်းမကြီးတစ်ခုလိုပါပဲမိကြောင်အမေကြီးဟာကလေးတွေကိုရေကန်ထဲကိုရောက်ဖို့အစွမ်းကုန်ကောက်ွယ်ပေးပါတယ်တခါတရံမှာကလေးတွေကိုသူ့ရဲ့ပါးစပ်ကြီးထဲမှာအသားရငုံပြီးတော့ရေထဲကိုချပေးတတ်ပါတယ်ဒါပေမဲ့ကလေးအရေတွေကရာနဲ့ချီရှိနေတဲ့အတွက်မိခင်တယောက်တည်းကအားလုံးကိုမကယ်တင်နိုင်ပါဘူးအားအတန်ဆုံးနဲ့အများဆုံးမိကြောင်လေးတွေသာရေကန်ထဲကိုဘေးကင်းစွာရောက်ရှိခွင့်ရကြပါတယ်တဘာဝတရားမှာအတော်ဆုံးသူသာရှေတန်ချင်းဆိုတဲ့စကားရပ်ဟာဒီမိကြောင်လေးတွေအတွက်တော့တကယ့်ကိုလက်တွေ့ကျလုံးပါတယ်ငွေကင်းသားအရွယ်မှာတင်တေချက်တရားနဲ့ရင်ဆိုင်ပြီးမှရှေတန်ခွင့်ရတဲ့ဒီဇလန်ဟာကျွန်တော်တို့လူသားတွေကိုဘဝရဲ့ခက်ခဲတွေကိုဘယ်လိုတွန်းလှန်ရမလဲဆိုတဲ့သင်ခန်းစာတစ်ခုပေးနေတယ်လို့ပါပဲ